မြောက်ကိုရီးယားနိုင်ငံဟာ၎င်းတို့နိုင်ငံရဲ့အစဉ်အတန်းကိုနျူကလ িয়ার လက်နက်နိုင်ငံတော်အဖြစ်ထာဝရသွတ်သွင်းလိုက်ကြောင်းသူ့ဘာသာကြေညာပါတယ်။ဒါဟာလုံးဝနောက်ပြန်မလဲနိုင်ကြောင်းနိုင်ငံပိုင်မီဒီယာကနေထုတ်လွှင့်ပါတယ်။နျူကလ িয়ার ဖျက်သိမ်းရေးတောင်းဆိုတဲ့အမေရိကန်ပြည်ထောင်စုကိုလည်းရှုတ်ချခဲ့ပါတယ်။မကြာသေးမီကကျင်းပခဲ့တဲ့နိုင်ငံတကာလူမှုအေဂျင်စီ IAEA ရဲ့အုပ်ချုပ်ရေးမှူးများအစည်းအဝေးမှာကျွန်တော်တို့ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုတရားမဝင်ကြောင်းနဲ့နျူကလ িয়ার လက်နက်ဖျက်သိမ်းရေးအတွက်အမေရိကန်ပြည်ထောင်စုကနောက်တစ်ကြိမ်ပြင်းထန်တောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ဒါကိုဆန့်ကျင်တဲ့အနေနဲ့မြောက်ကိုရီးယားဟာလုံးဝနောက်ပြန်လှည့်လို့မရတဲ့နျူကလ িয়ার လက်နက်နိုင်ငံတော်အဖြစ်မြောက်ကိုရီးယားကိုထာဝရသွတ်သွင်းလိုက်ကြောင်းကိုယ်ဘာသာကြေညာတာဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့အစဉ်အနှံကိုနိုင်ငံအမြင့်ဆုံးအခြေခံဥပဒေအရနျူကလ িয়ার ပိုင်လက်နက်နိုင်ငံတော်အဖြစ်ထာဝရသွတ်သွင်းခြင်းဟာတကယ်တော့ကမ္ဘာတည်သွားရမယ်ဆိုပြီးပြောပါတယ်။အဲ့ဒီနျူကလ িয়ার လက်နက်စောင့်ကြည့်ရေးအဖွဲ့နဲ့မြောက်ကိုရီးယားတို့တရားဝင်ဆက်ဆံရေးမရှိတာလည်းနှစ်30ကျော်ပြီလို့ပြောပါတယ်။ IAEA ဟာနျူကလ িয়ার လက်နက်မပြတ်ပွားရေးစာချုပ်ရဲ့ပြည်ပမှာရှိတဲ့နျူကလ িয়ার လက်နက်နိုင်ငံတစ်ခုရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်ဖို့တရားဝင်ခွင့်အာဏာလည်းမရှိကြောင်းကျင်းဝတ်အရလည်းမှန်ကန်ကြောင်းသက်သေပြနိုင်ခြင်းမရှိဘူးလို့ကြေညာချက်မှာဖော်ပြထားပါတယ်။နျူကလ িয়ার စစ်စင်ရေးနဲ့ပတ်သက်ပြီးငြင်းပွားပြီးနောက်မြောက်ကိုရီးယားနိုင်ငံဟာ1994ခုနှစ်က IAEA ကနေနှုတ်ထွက်ထားပါတယ်။ဝါရှင်တန်ဟာမြောက်ကိုရီးယားနိုင်ငံရဲ့၆ချအာဏာကိုထိပါဖို့ဒီ IAEA ကိုသုံးချနေတာလို့ဆိုပြီးနှုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ပြုံယမ်းဟာကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့လက်ရှိအဆင့်အတန်းဖြစ်တဲ့တာဝန်သိနျူကလ িয়ার လက်နက်နိုင်ငံတော်အဆင့်အတန်းပြင်ဆင်ပြောင်းလဲဖို့ဘယ်အကျိုးပန်းမှုကိုမဆိုခိုင်မာစွာစန့်ကျင်ပယ်ချသွားမယ်လို့မြောက်ကိုရီးယားကဆိုပါတယ်။အရင်ဘက်ကနျူကလ িয়ার လက်နက်သွေးတနာဌာနများကိုမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်းကတွားရောက်ကြည့်ရှုပြီးဒီလိုကြေညာချက်ထုတ်ခဲ့တာပါ။ပြုံယမ်းဟာနျူကလ িয়ার တပ်ဖွဲ့တွေနဲ့သမယိုးကျလက်နက်ကိုင်တပ်ဖွဲ့များတိစောက်ခြင်းကိုတပြိုင်တည်းလုပ်တဲ့မူဝါဒဆက်လုပ်သွားမယ်လို့ဆိုပါတယ်။နျူကလ িয়ার လက်နက်ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံနဲ့2019ခုနှစ်ကကျင်းပတဲ့ထိပ်သီးအစည်းအဝေးပြတ်သွားပြီးကတည်းကနျူကလ িয়ার လက်နက်တွေဘယ်တော့အခါမှဆွန့်လွတ်မှာမဟုတ်ကြောင်းမြောက်ကိုရီးယားနိုင်ငံကအကြိမ်ကြိမ်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါအပြင်မြောက်ကိုရီးယားကိုစစ်ရေးအရချိန်ချောက်တယ်ဆိုပြီးအမေရိကန်နဲ့မဟာမိတ်တွေပူးတွဲစစ်ရေးလေ့ကျင့်မှုကိုမြောက်ကိုရီးယားကအကြိမ်ကြိမ်သတိပေးနေတာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားအစိုးလို့နောက်မှမဆိုလဲလို့လည်းပြောပါတယ်။ဒါအပြင်မြောက်ကိုရီးယားရဲ့အနာဂတ်နိုင်ငံတော်ကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်စစ်အားမြင့်တင်မူဝါဒကိုလည်းမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်းကချမှတ်ပါတယ်။မိမိအနေနဲ့နိုင်ငံတော်ရဲ့လိုအပ်နေတဲ့အင်အားကိုဖြည့်ဆည်းဖို့အတွက်စွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ကင်ဂျုံအွန်းကပြောပါတယ်။ဒီလအစောပိုင်းမှာကင်ဂျုံအွန်းဟာပေကျင်းကိုတွားခဲ့ပြီးသူ့ရဲ့ကြီးမားသောနိုင်ငံတကာမဟာမိတ်အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။သူဟာတခါမှအဲ့ဒီလိုအစည်းအဝေးကိုမတက်ဘူးလို့သိရပါတယ်။သူဟာနိုင်ငံကောင်းဆောင်ချိုးနဲ့တီးသန့်သာတွေ့ဆုံခဲ့ပါတယ်။အထူးသဖြင့်တရုတ်သမ္မတရှီရုရှားသမ္မတပူတင်တို့နဲ့သာတီးသန့်တွေ့ဆုံပါတယ်။အဲ့ဒီလိုမျိုးကမ္ဘာနိုင်ငံပေါင်း30လောက်နဲ့တော့တခါမှမတွေ့ဆုံဘူးလို့သိရပါတယ်။အဲ့ဒီနိုင်ငံကောင်းဆောင်တွေနဲ့တွေ့ဆုံမှုပြီးမှတော့သူ့ရဲ့နိုင်ငံတကာပုံရိပ်ကိုမြင့်တင်နေတယ်လို့ပြည်တွင်းလှုပ်ရှားမှုတွေလည်းဇက်တိုက်ထွက်ပေါ်နေတာဖြစ်ပါတယ်။